တိပေမဲ့တကယ် Straw Hat Luffy အစ်စ်လည်းရှိနေတာကို PS5 ကတွေးရှိသွားပြီဆိုတဲ့အကြောင်းစန်တိုမာအိုကပြောပြပြီးတော့သူ့ကိုပြစ်ဖို့လည်းအမိန့်ပေးလိုက်ပါတယ် PS5 ကလည်း Luffy အစ်စ်ကိုရှာပြီးပြစ်တော့ Luffy လည်းရှောင်းရင်းသိရင်နဲ့မျက်နှာဖြတ်ထားတဲ့ဟာကပြုတ်ကျသွားခဲ့ပါတယ်ပိုစတာတွေကနဲ့တပုံစံနဲ့တူနေတဲ့သူကိုတွေ့လိုက်ရတော့အားလုံးလည်းတုံနေအောင်ကြောက်နေကြပါတော့ရဲ့စန်တိုမာအိုက Luffy ကိုလှမ်းအောင်ခေါ်တော့ Luffy လည်းသူတို့ခရီးမှာဆက်ရှုပ်နေအောင်မှလာလို့ပြီးလိုက်ပါတယ်စန်တိုမာအိုကလည်းလွန်ခဲ့တဲ့နှစ်နှစ်သုံးကားလို့မဟုတ်ပဲရေတပ်ပွဲဝင်တယောက် official ဖြစ်နေပြီမလို့ဒီမှာပဲဖမ်းတော့မယ်လို့ဆိုပါတယ်Pacifista ပြစ်တဲ့လေးစားတွေအားလုံးကိုလည်း Luffy က easy လေးရှောင်ပြသွားတော့စန်တိုမာကိုလည်းအော်နေခဲ့ပါတယ်။ Luffy ကစကန်ကီယာကိုတော်ပြီး Jet Pistol နဲ့ PS5 ကိုထိုးလိုက်ပါတယ်။ Luffy ရဲ့ထိုးချက်ကြောင့်မြေကြီးပါအကွဲသွားတဲ့အခါအားလုံးလည်းအရန်ကိုလန့်နေခဲ့ကြပါပြီ။ Luffy က Haki ကိုတုံးနေတာမလို့စန်တိုမာကိုလည်းမယုံမကြည်နိုင်ဖြစ်နေခဲ့ပါတယ်။သူညံနေရဲ့နံပါတ်46ကိုလာကြည့်ကြရဲ့ဆိုလို့လည်း Luffy နဲ့ပြန်တွေ့ပါတော့။ရိုတဲ့စံကြီးပါအသက်ရှင်နေသေးရလေစန်တိုမာကတိလိုက်ရပြီမလို့စလုပ်ရှာဖို့ PS7 ကိုအမိန့်ပေးလိုက်ပါတယ်။ PS7 ကိုလည်းဇိုနဲ့စံကြီးက AC လေးရှင်းပေးလိုက်တဲ့အခါ Straw Hat အတူတွေကလုံးဝတခြားစီဖြစ်နေရကြောင်းအားလုံးလည်းမျက်စိတွေပြူနေကြပါပြီ။အချစ်ဆုံးတငယ်ချင်းတွေနဲ့မတွေ့ရကြပြီဖြစ်တဲ့သူတွေရန်ကိုပျော်ရွှင်နေခဲ့ပါတယ်။အဲ့ဒီချိန် Ready ကပါရောက်လာတော့